နေတာလမ်းပေါ်မှာလေလွင့်နေတဲ့လူငယ်လေးတူပါသူ့ရဲ့ပုံစံကလူငယ်တယောက်နဲ့မတူပဲစုပ်ပြတ်နေတယ်။ဘာကြောင့်ဒီလိုလေလွင့်နေခဲ့ရတယ်ဆိုတာကိုတော့နောက်တနေ့မနက်မှာသိခဲ့ပါတယ်။သူဟာအိမ်တင်ရဲ့ရှေ့မှာရက်လိုက်ပြီးတကားခောက်လိုက်တော့အိမ်ထဲကနေမျက်နှာညိုမဲဆွဲနေတဲ့မိမတူထွက်လာပါတယ်။အဲ့ဒါကတော့သူ့ရဲ့မွေးမိခင်ဂျေဆုရှင်မနေတဲ့အနေမှာလည်းသူသားကိုစိုးထိတ်စွာနဲ့ကြည့်နေပါတယ်။ဒါပေမဲ့နေတန်ကလည်းသူ့မှာဘဲမှသွားစရာမရှိတဲ့အကြောင်းဝမ်းနည်းစွာနဲ့သူ့အမေကိုပြန်ပြောလိုက်တယ်။သူ့မိကလည်းသူဒီမှာနေရင်မလုံးကြုံဘူးဆိုတာကိုပြောပြီးတကားပြန်ပိတ်သွားခဲ့ပါတယ်။ဒီလိုနဲ့နေတန်လည်းလမ်းပေါ်ပြန်ရောက်သွားပြန်တယ်။လမ်းလျှောက်နေတော့မှပဲအစာအုပ်တစ်ခုမှအင်ဂျီယာမဲ့နေတဲ့လူတွေအတွက်အစားအသောက်ဝင်နေတာကိုတွေ့လို့တန်းစီပြီးစောင့်နေခဲ့တယ်။အဲ့လိုမှပဲနေတန်ဟာမနက်စာကိုစားခဲ့ရတာပါ။တခြားပိုင်းစားနေတဲ့အချိန်ဒီမှာတော့လမ်းဘေးမှာတခြားလူတွေစွန့်ပစ်ထားတဲ့စားကျွင်းစားကြံတွေကိုအမိုက်ပုံတွေကနေရှာဖွေစားတော့ရပါတယ်။အခုဆိုရင်နေတန်ဟာအရန်ကုန်မှာတနာစရာကောင်းတဲ့လူငယ်လေးတယောက်ဖြစ်နေပြီးသူဒီလိုရှာဖွေစားတော့နေတော့မှပဲတခြားလူတယောက်စွန့်ပစ်ထားတဲ့ဂီတာအဟောင်းကိုရရှိခဲ့ပြီးလမ်းဘေးမှာပဲအစာအတွက်ပတ်စံတောင်းနေခဲ့ပါတယ်။သူစိတ်ထဲကြစွာနဲ့ထိုင်နေတော့မှပဲရေချယ်နဲ့အမလီတို့တငယ်ချင်းနှစ်ယောက်ဟာနေတန်ကိုနာမည်ဘလူးခေါ်လဲဆိုပြီးလာမေးကြပါတယ်။ရေချယ်ကနေတန်ဂီတာကြီးတာကိုကြားပြီးကောင်းကြောင်းချီးကျူးလိုက်တယ်။နေတန်ကလည်းဂီတာကျိုးသွားကြောင်းပြောပြီးစိတ်ပြတ်နေခဲ့ပါတယ်။ရေချယ်နဲ့အမလီကနေတန်ကိုစားတော့ဆိုင်လေးတစ်ခုကိုခေါ်သွားပြီးစားစရာမှာပေးကြတယ်။ပြီးတော့နေတန်ကိုသူ့ရဲ့အကြောင်းကိုပြောပြခိုင်းပါတယ်။နေတန်ကသူ့ရဲ့နာမည်ဟာနေတန်နေရဖြစ်ပြီးတော့သူကဖိလစ်ပိုင်မှာမွေးပြီးသူ့ရဲ့အသက်9နှစ်မှာသူ့အဖေကလူဆိုးကိုင်းတစ်ခုရဲ့တက်ချင်းကိုခံလိုက်ရကြောင်းနဲ့သူ့အမေကနောက်အိမ်တော်ပြုတ်လိုက်ပြီးသူ့အတွက်ဆိုးရတာတွေဖြစ်စေလို့သူအခုလိုလမ်းဖော်ကိုရောက်နေရကြောင်းပြောပြတော့ရေချယ်ကစင်မကောင်းစွာနဲ့နားထောင်နေပါတယ်။သူတို့စားလုံးပြီးမှတော့ပရာဟိတမလေးရေချယ်ကနေတန်ကိုသူတို့အိမ်မှာလိုက်နေဖို့ပြောပါတယ်။နေတန်ကလည်းခိုကိုရမဲနေတော့လိုက်နေလိုက်ပါတယ်။ရေချယ်အိမ်ရောက်တော့နေတန်ကရေချိုးတန်းစင်ပြီးညစာတူစားကြပါတယ်။နေတန်ကရေချယ်ဆန်နေဟာတီးနေရာကိုတွေ့တော့သူပါဂီတာကင်ပြီးတီးခဲ့ပါတယ်။ဒီလိုနဲ့နောက်နေ့မနက်မှာတော့ပရာဟိတမလေးရေချယ်ကနေတန်ကိုစပင်လိုက်ညက်ပေးပါတယ်။အခုတော့လူကျော်လေးနေတန်ဖြစ်သွားပါပြီ။ပြီးတော့ရေချယ်ကသူ့တငယ်ချင်းမတ်စီနေတန်ကိုအလုပ်ပေးဖို့ပြောခဲ့ပါတယ်။ရေချယ်ပါနေတန်နဲ့အတူဝိုင်းလုပ်ပေးခဲ့ပါတယ်။ညရောက်တော့ရေချယ်တို့တငယ်ချင်းတွေပါတီလုပ်ကြပါတယ်။ပါတီမှာနေတန်ကမတ်နဲ့စကားပြောနေခဲ့ပါတယ်။မတ်ကသူ့မှာအခန်းပေါ်တစ်ခန်းရှိတဲ့အတွက်နေတန်ကိုသူနဲ့လာနေလို့ရကြောင်းပြောပါတယ်။အားလုံးပြန်သွားကြချိန်မှာနေတန်ကရေချယ်ကိုမတ်နဲ့သွားနေမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်နေ့မနက်မှာရေချယ်ကနေနေတန်ကိုအစာအုပ်တစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။လမ်းမှာနေတန်ကသူ့ကိုတေးပြီးကြည်လင်နေဖို့မရတဲ့အမလီကိုအဆင်ပြေရလားလို့ရေချယ်ကိုမေးနေပါတယ်။တကယ်တော့အမလီကသူ့ကိုသူအဖေရှာဖို့ကြိုးစားနေတာပါ။ဒီလိုနဲ့အစာအုပ်စီကိုရောက်တဲ့အခါမှာအများစုကမတန်ဆွမ်းဖြစ်နေကြပြီးရေချယ်ကသူတို့လိုအပ်တာတွေကိုကူညီပေးတဲ့ကောင်းမလေးဖြစ်နေပါတယ်။နေတန်ကပါဝိုင်းကူပေးခဲ့ပြီးစားစရာတွေပါဝိုင်းပြင်ပေးချပါတယ်။မိဘမဲ့ကလေးတွေလည်းများပြီးဒီလိုကူညီရတာကပြောစရာကောင်းကြောင်းရေချယ်ကပြောပါတယ်။လူတွေအားလုံးကလည်းအရန်ကိုပြုံးပြောနေကြပါတယ်။ပြီးတော့နေတန်ကမတ်နဲ့အတူသွားနေပါတယ်။မတ်ကနေတန်ကိုဒီပေးရမှာသူတို့နဲ့အတူကမ်းခြေကိုလိုက်ခဲ့ဖို့ပြောပါတယ်။ကမ်းခြေရောက်တော့အားလုံးကပျော်ရွှင်နေကြပြီးနေတန်နဲ့ရေချယ်ကတော့စကားပြောနေပါတယ်။တကယ်တော့နေတန်ကရေချယ်ကိုသဘောကျနေတာမှာသူ့ကိုကူညီပေးခဲ့တာတွေအတွက်ရေချယ်ကိုကျေးဇူးတင်နေပါတယ်။ရေချယ်ဆိုတဲ့ပရာဟိတမာလေးကတော့နေတန်ကိုသာမကတခြားသောသူတွေကိုလည်းကူညီနေသူလေးပါ။ရေချယ်ကသူဒီလိုကူညီနေတာကိုပဲဝမ်းသာနေသူပါ။သူ့ရဲ့နှလုံးသားကတော့အချစ်တွေနဲ့ပြေဝနေပါတယ်။အမလီကတော့ရေချယ်ရဲ့တငယ်ချင်းဖြစ်ပြီးသူ့ရဲ့အချိန်တော်တော်များများကိုတော့ကလပ်တွေမှာပဲအချိန်ဖြုံးနေတတ်သူပါ။သူကရေချယ်ရဲ့တငယ်ချင်းဖြစ်ပေမဲ့ရေချယ်လိုပရာဟိတသမားတော့မဟုတ်ပါဘူး။သူကနေတန်ကိုအရင်ဆုံးတွေးခဲ့တဲ့သူဖြစ်ပေမဲ့မကူညီခဲ့ပါဘူး။နေတန်အိမ်ရောက်လာတာကိုလည်းသူကမနစ်တက်ခဲ့ပါဘူး။အမလီကသူ့တငယ်ချင်းရေချယ်ရဲ့လူတွေကိုကူညီတဲ့စိတ်ထားကိုပဲသဘောကျနေပါတယ်။ဒါပေမဲ့အမလီကတဖြည်းဖြည်းနဲ့သူ့ကိုယ်သူပြန်လဲသုံးသပ်နေပါတယ်။ရေချယ်ဟာသူဟာအတ္တကြီးတဲ့သူပါဆိုပြီးလဲရင်ဖွင့်ခဲ့ပါတယ်။သူ့ကိုယ်သူလည်းပြင်ဆင်မယ်ဆိုပြီးပြောပါတယ်။လာနေငယ်တော့ကြာပြီးတဲ့အခါမှာတော့နေတန်ဟာကမ်ပဏီတစ်ခုမှာယာလို့တစ်ခုကိုရနေခဲ့ပါပြီ။သူ့ရဲ့အမေနဲ့လည်းအတူတူနေခွင့်ရခဲ့ပါပြီ။ရေချယ်ကတော့လူတွေကိုကူညီနေစေပါ။အမလီကတော့သူ့ဘဝကိုကောင်းမွန်ဆုံးရှင်သန်နေပြီးရေချယ်နဲ့အတူလူတွေကိုကူညီပေးနေပါပြီ။အမလီကနေတန်ကိုလည်းအမြင်ကြည်လင်သွားခဲ့ပြီးနေတန်ရေချယ်နဲ့အမလီတို့ကအခုဆိုရင်တငယ်ချင်းတွေဖြစ်သွားကြပါပြီ။ဇလန်ရဲ့အဆုံးသတ်မှာတော့ Pride မှာလေးရေချယ်ကြောင့်နေတန်ဆိုတဲ့လွေလင်းလူငယ်လေးတယောက်ရဲ့ဘဝကကောင်းမွန်သွားခဲ့ပြီးအမလီဆိုတဲ့ကောင်မလေးတယောက်ကလည်းကိုကျိုးကိုမကြည့်တဲ့ Pride သမားလေးဖြစ်သွားခဲ့ပါတယ်။လူကြီးမတော်လည်းလွေလင်းနေရဆိုရင်စိတ်ဝူပါတယ်နော်။ ရေချယ်လို Pride ကောင်မလေးနဲ့တွေ့နိုင်ပါသေးတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။